ခမရတို့အိမ်ကအာဦးလေးတွေကအစားအသောက်ကိုညင်းနေလားအစားစားခြင်းသိလုံးဝမရှိဘူးလားဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲသူတို့အတွက်အရန်ကောင်းတဲ့အစားအစာတစ်မျိုးဒီနေ့ပြောပြမှာဖြစ်ပါတယ်အဲ့ဒါကတော့ကြက်ပြုတ်ရည်နွေးနွေးလေးပဲဖြစ်ပါတယ်ကြက်ပြုတ်ရည်နွေးနွေးလေးကနေမကောင်းတဲ့အာဦးလေးတွေရဲ့အစားစားခြင်းသိကိုပြန်လဲညှင့်တင်ပေးပါတယ်အာဦးလေးတွေကနေမကောင်းဖြစ်နေတဲ့အချိန်မှာဆိုရင်သူတို့ရဲ့အနက်ခံအာရုံကညော့ကျနေပါတယ်ဒီပြဿနာကိုကြက်ပြုတ်ရည်ရဲ့အမွှေးနံလေးကဖြည့်ရှင်းပေးပါလိမ့်မယ်ကြက်ပြုတ်ရည်ဆိုတဲ့အတိုင်းပဲအထက်မှာကြက်သားရဲ့နူးညံ့မှုတွေအရေးပါဝင်မှုတွေကြောင့်မလို့သူတို့ကအစားအသောက်အဖြစ်နူးညံ့ပါတယ်အစာလည်းကြည်လွယ်ပါတယ်အစာရင်အတွက်လည်းအများကြီးကောင်းပါတယ်ကြက်ပြုတ်ရည်ကဘာတွေပေးသေးလဲဆိုရင်ရေဓာတ်ကတော့အပြည့်အဝပေးပါတယ်ပြီးရင်ကြက်သားထဲမှာပါတဲ့အမိုင်နိုအက်ဆစ်တွေရရှိစေပါတယ်ပြီးလို့ရှိရင်စွမ်းအားတွေပြည့်စေပါတယ်ကြက်ပြုတ်ရည်ကိုဘယ်လိုပြင်ဆင်မလဲဆိုလို့ရှိရင်ကြက်သားနဲ့ရေနဲ့နိုင်ဝက်ဒါမှမဟုတ်မိနစ်40လောက်ပြုတ်လိုက်ပါအထက်မှာစားမထည့်ရဘူးကြက်သွန်မျိုးတွေမထည့်ရဘူးကြက်သွန်တွေမထည့်ရပါဘူးဘယ်လိုတိုက်မလဲဆိုလို့ရှိရင်အာဦးသေးသေးလေးတွေမှာဆိုရင်ခွက်နဲ့လေးပုံတစ်ပုံတိုက်လို့ရပါတယ်အာဦးလက်တွေမှာဆိုရင်ခွက်တစ်ဝက်လောက်တိုက်လို့ရပါတယ်အာဦးအကြီးတွေမှာတော့ခွက်တစ်ခွက်တိုက်လို့ရပါတယ်မတိုက်ရတဲ့အခြေအနေရှိပါတယ်ဘယ်လိုဟာမျိုးလဲဆိုရင်ကြက်သားနဲ့မတည့်ရင်တော့ကြက်ပြုတ်တိုက်လို့မရပါဘူးပြီးလို့ရှိရင်မုံချိုအေးချောင်းနေလို့ရှိရင်တိုက်လို့မရပါဘူးနောက်တစ်ခုကအာဦးလေးတွေအရန်အန်နေဆိုရင်တိုက်လို့မရပါဘူးအာဦးလေးတွေနေမကောင်းလို့လာမေးတဲ့တိချစ်သူတွေကိုကျွန်တော်ကတော့ကြက်ပြုတ်ရေးတိုက်ခိုင်းတာများပါတယ်ခင်ဗျားတို့လည်းတိုက်ဖို့ရေကွန်မန့်ထဲမှာရေးခဲ့ကြအောင်အားလုံးကိုကျေးဇူးတင်ပါတယ်